ကိုခောက်မိလိုက်ရင်ဘလို့အတန်ထွက်တယ်လဲဆိုတာကျွန်တော်တစ်ချက်ပြပေးမှာပဲဖြစ်ပါတယ်ခင်ဗျဒါကျွန်တော်တို့ဒီစိန်တူကင်ထားတဲ့လက်ပေါ့ဗျာဒီလက်လေးမှာကျွန်တော်တို့အတိတစ်ခုရှိရဗျဒါအများနဲ့ခောက်နေကြလူဆိုရင်ဒါမျက်လုံးကလည်းတော့လင်ရပါဗျာမျက်လုံးကလည်းလင်ထားရတယ်ကျွန်တော်ခောက်မိလိုက်ပြီဆိုတော့ဒါမှဒီကောင်လေးဆိုရင်ဒါရန်ကတော့ဖွေးနေရပဲဒါပေမဲ့သူကဒါမှအငွေ့ထွက်သွားဗျာရန်ငွေ့ပေါ့ဗျာဒါမှရန်ငွေ့ကဒီလိုခောက်လိုက်တာနဲ့ဒါမှဖက်ခနဲ့ဆိုပြီးတော့ဒီရဲ့ရန်ရဲ့အငွေ့လေးတွေထောင်းနှင်းထသွားတယ်ပြီးရင်ကျွန်တော်ဖွာထွက်သွားတယ်ပေါ့ဗျာဘေးနားမှာဒီစိတ်တူရဲ့ဒီကန်တွားနဲ့ထိမိလိုက်တဲ့နေရာထောင်းနှင်းဆိုဖွာထွက်သွားတယ်ပြီးရင်ဘေးနားမှာရန်နေရာကျွန်တော်တို့ဖွာနဲ့ထွက်သွားဆိုတာမဟုတ်တော့ဘူးပေါ့ရန်ကတော့ဖွေးတယ်ပေါ့ဗျာကြောက်ရန်ကသူကအဖွေးတိုင်းလာရမယ်ဒါပေမဲ့သူကဒီလိုမျိုးအငွေ့တွေပေါ့ဗျာရန်ငွေ့တွေထွက်သွားမယ်ဘေးကိုဖွာကနေကျွန်တော်ကျဲဝါးဆိုမဟုတ်တော့ဘူးဗျဒါဒီကောင်လေးဆိုလည်းအဲ့လိုပဲဒါကြောက်ပြောင်ဆိုလည်းကြောက်ပြောင်ပဲခေါင်းမိလိုက်တာနဲ့တိရဗျဒီကောင်ဆိုလည်းဒီတိုင်းပဲဒါဆိုတော့သူကကျွန်တော်အပွားကိုကြီးပေါ့ဗျာဒီမှာအငွေ့တွေလည်းထွက်တယ်ပြီးဖွာကနေနဲ့ထွက်သွားတယ်ဒါဆိုရင်မဟုတ်တော့ဘူးပြီးဒီကောင်လေးရောအဲ့လိုပဲကဲဆိုတော့ဒီနေ့ရလာတဲ့လားကြောက်မျိုးလေးနှလုံးပေါ့ဗျာဒါလေးကိုကျွန်တော်ခောက်ပြမယ်ဒါကြောက်ဆိုရင်ကဘယ်လိုမျိုးကျွန်တော်ခောက်မိလိုက်ရင်ဘယ်လိုမျိုးပုံစံနဲ့လာလဲပေါ့ဗျာဒါကျွန်တော်တို့ကြောက်ရှာတဲ့ရေမစေးကြောက်ရှာတဲ့ခါကျရင်ခောက်မိလိုက်ပြီပေါ့ဗျာဒါခောက်မိလိုက်ပြီဆိုရင်သူကရမ်းတွေကဘေးကိုကျွန်တော်ဒီရဲ့ကျွန်တော်မောက်6တွေကြောက်ပြောင်တွေလိုမျိုးဒီကောင်လေးလိုမျိုးပေါ့ဗျာဘေးကိုဒီမှာဖွာပြီးတော့ထွက်သွားတယ်ဒီကောင်ဆိုဘေးကိုဖွာပြီးတော့ထွက်သွားတယ်လို့မဟုတ်ဗျာအငွေ့ပိုင်းမထွက်လာဘူးသူ့ရဲ့အပေါ်ကချော်ကနေပြီးတော့နှိမ့်ဝင်သွားပြီးတော့ဒီမှာရန်လေးကဖူးဖွေးလေးထွက်လာတယ်ပေါ့ဗျာဒါမျက်လုံးကလည်းတေချာကြည့်တတ်ရတယ်ဗျလူရန်ဖူးဖွေးလေးထွက်လာတယ်ပြီးဘေးကိုလည်းထွက်မတော်ဘူးဘေးကိုလည်းဖွာထွက်မတော်ဘူးဒီကောင်ကျတော့သူကမျိုးပွားတယ်ပေါ့ဗျာကြောက်မျိုးပွားတဲ့ကြောက်ပေါ့ဗျာဒါမျိုးကြောက်ကိုကျွန်တော်ခောက်မိလိုက်တယ်ဆိုရင်ဘယ်လိုလာမလဲပေါ့ဗျာကျွန်တော်တစ်ချက်ကြည့်ရအောင်ဗျဒီကောင်ကြောက်အဲ့လိုမျိုးကျွန်တော်စိတ်လူခေါင်းပြီးတဲ့နေရာမှာပဲပုံဒီလေးပေါ့ဒီခေါင်းပြီးတဲ့နေရာလေးမှာပဲပုံဒီလေးရှိပြီးတော့ရန်လေးကဖွေးလေးနဲ့ထွက်လာမယ်ဗျာနော်အဲ့လိုမျိုးပေါ့ဗျာပြီးရင်ကျွန်တော်တို့တောက်ကြည့်လိုက်မယ်ပေါ့ဗျာနော်ဒါရန်ကတော့ဖွေးနေပြီဟုတ်ပြီတောက်ကြည့်လိုက်မယ်လက်ထဲမှာဝိတ်လေးကျွန်တော်စကြည့်လိုက်မယ်နော်အဲဒီကောင်ကတော့သူကကြောက်စော်ဝိတ်ကစစ်စီးလေးဗျလက်ထဲမှာဒါပုံမှန်ကြောက်နေတဲ့ဒီအလုံးနဲ့ဒီအလုံးဆိုရင်တော့မှဒါဒီလုံးက